မင်္ဂလာပါငြိမ်ခံနေရင်တိုင်းပြည်တိုးတက်မယ်တဲ့လားယခုတလောမြန်မာနိုင်ငံကိုအကြိမ်ကြိမ်အာဏာသိမ်းခဲ့သောမြန်မာစစ်တပ်ခေါင်းဆောင်များနဲ့သူတို့၏နောက်လိုက်များစစ်တပ်လော်ဘီများကြေကြေလောင်လောင်ပြောဆိုဝါဒဖြန့်နေဒီမှာစစ်တပ်အာဏာသိမ်းဒီကိုငြိမ်ခံနေလိုက်ရင်ဘာမှမဖြစ်ပဲအေးအေးဆေးဆေးနဲ့ပြီးသွားမယ်လို့ဆိုနေကြခြင်းဖြစ်ပါတယ်ယနေ့တိုင်းပြည်စူးစူးပူပူဖြစ်နေဒီမှာစစ်တပ်အာဏာသိမ်းဒီကိုငြိမ်မခံပဲတုံ့ပြန်နေမှုကြောင့်ဖြစ်သည်စစ်ကိုခေါ်၍စစ်လာသည်လို့မြန်မာစစ်တပ်နဲ့စစ်တပ်လော်ဘီများကပြောဆိုနေကြပါတယ်။သူတို့ကိုတိုက်ခိုက်မှုမရှိရင်ဤသို့သောစစ်ပွဲမရှိဟုဆိုနေကြခြင်းဖြစ်ပါတယ်။ထို့ပြင်ဆန္ဒပြဆူပူမှုများနိုင်ငံခြားပိတ်ဆို့မှုများကြောင့်စီးပွားရေးကျက်တရာသည်ဤသို့မဟုတ်ရင်တိုင်းပြည်စီးပွားရေးဟာအရန်ကိုတိုးတက်တော့မလို့စစ်တပ်နဲ့စစ်တပ်လော်ဘီများကဆိုကြပါတယ်။အထူးသဖြင့်စစ်တပ်လော်ဘီများကဒေသတွင်စစ်တပ်အာဏာသိမ်းသည့်နိုင်ငံများကိုလက်ညှိုးထိုးလေ့ရှိကြပါတယ်။သို့သောသူတို့ဟာသူတို့လက်ညှိုးထိုးသည့်နိုင်ငံများကဲ့သို့ကြွယ်ဝချမ်းသာအောင်တမိုင်းတစ်လျှောက်လှုပ်ဆောင်နိုင်ခဲ့ခြင်းမရှိပါဘူးမြန်မာစစ်တပ်နဲ့၎င်းတို့၏လော်ဘီများလီခေတ်အဆက်ဆက်သူတို့၏အုပ်ချုပ်မှုညှက်ပြင်းမှုကိုဖုံးကွယ်ပြီးသူတို့၏အုပ်ချုပ်ရေးမအောင်မြင်ရသည်မှာအခြားသူများကြောင့်လို့လက်ညှိုးထိုးလာခဲ့သည်မှာနေဝင်းနှင့်တန်းရွှေတို့ခေတ်တာမှာကမင်းအွန်လိုင်းခေတ်အထိပင်ဖြစ်ပါတယ်ပြောရရင်တခိုးကလူလိုဟစ်တဲ့မြန်မာစစ်တပ်လို့ဆိုရပါမယ်မြန်မာစစ်တပ်အာဏာသိမ်းဒီကိုငြိမ်ခံနေလိုက်ပါကတိုင်းပြည်ကောင်း၏မကောင်း၏တိလိုပါကမြန်မာစစ်တပ်အာဏာသိမ်းသည့်ကာလပိုင်းများကိုပြန်လည်ဆန်းစစ်ကြည့်နိုင်ပါတယ်1962ခုနှစ်မှ1988ခုနှစ်အထိ26နှစ်တာကာလ1962ခုနှစ်မတ်လ2ရက်နေ့တွင်စစ်တပ်အာဏာသိမ်းမှုစတင်ခဲ့ပါတယ်ထိုစဉ်ကလူထုဆန္ဒပြမှုကန့်ကွက်မှုများမရှိပါထိုစဉ်အာဏာသိမ်းသည့်ကာလကမှတ်တမ်းဓာတ်ပုံများကိုကြည့်ပါကအေးအေးလူလူနဲ့အသွာလာမပြတ်သည့်ရန်ကုန်လူထုကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်1962ခုနှစ်ဇွန်လနဲ့ဇူလိုင်လတွင်မှရန်ကုန်တက္ကသိုလ်ကျောင်းသားများဟာဆန္ဒပြကြတာဖြစ်ပါတယ်ထို့သို့ဆန္ဒပြဒီမှာလဲတက္ကသိုလ်နယ်မြေတွင်တာဖြစ်ပါတယ်ဇူလိုင်လ9ရက်နေ့ရေးခင်းမှလွဲ၍1962ခုနှစ်စစ်တပ်အာဏာသိမ်းဒီကိုပြင်းပြင်းထန်ထန်ဆန့်ကျင်သည့်လူထုဆန္ဒပြပွဲကြီးများမရှိဟုဆိုရမည်ဖြစ်ပါတယ်ထို့ပြင်နိုင်ငံခြားပိတ်ဆို့ဒဏ်ခတ်မှုဆိုဒီမှာလဲမရှိသေးပါမရှိသေးသည့်အပြင်ကွန်မြူနစ်စန့်ကျင်ရေးအတွက်အနောက်နိုင်ငံများမှအကူအညီများပါရသည့်ခေတ်ကာလဖြစ်ပါတယ်။ဘိန်းစန့်ကျင်ရေးခေါင်းစည်းအောက်တွင်ရဟတ်ယာဉ်များအပါအဝင်စစ်ရေးအကူအညီများပါရတဲ့ခေတ်ကာလဟုဆိုလို့ရပါတယ်။စစ်လက်နက်ခဲယမ်းများကိုအနောက်တိုင်းမှအခက်အခဲမရှိဝယ်ယူလို့ရသည့်ခေတ်ကာလဖြစ်ပါတယ်။1962ခုနှစ်မှ1988ခုနှစ်အထိတော်လှန်ရေးကောင်စီမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီမဆလာအစိုးရစသည့်အမည်များခံထားသည့်အာဏာသိမ်းမြန်မာစစ်တပ်သည်အာရှဖွံ့ဖြိုးရေးဘဏ် ADB ကမ္ဘာ့ဘဏ် WB ဂျပန်ဒိန်းမတ်ဂျာမနီကနေဒါဖင်လန်ပြင်သစ်အီတလီနယ်သာလန်နော်ဝေးဩစတြေးလျဗြိတိန်စသည်တို့ပါဝင်ခဲ့သည့်ဘယ်ရစ်ကလပ်နိုင်ငံများမှအမေရိကန်ဒေါ်လာတန်ပေါင်း1,000ကျော်ခန့်ချေးငွေရရှိခဲ့ပါတယ်။သို့သောအာဏာသိမ်းစစ်တပ်သည်1962ခုနှစ်မှ1988ခုနှစ်အထိ26နှစ်တာကာလအတွင်းတိုင်းပြည်တိုးတက်အောင်လှုံ့ဆော်နိုင်ခဲ့ခြင်းမရှိပါဘူး။တိတိကျကျနဲ့ရှင်းရှင်းလင်းလင်းပြောရရင်လုံးဝလုံနိုင်စွမ်းမရှိပါဘူး။စစ်တပ်အာဏာသိမ်းပြီး26နှစ်တာအကြာတွင်တိုင်းပြည်မွဲပြကျသွားခဲ့ပါတယ်။စစ်တပ်သည်ကိုယ်တိုင်ထုတ်လုပ်ထားသောပတ်စံကိုတရားမဝင်3ကြိမ်တိုင်ကြေညာခဲ့ခြင်းဖြစ်ပါတယ်။ဒါအပြင်ဖွံ့ဖြိုးမှုအနှိမ့်ဆုံးနိုင်ငံစည်းရင်းများပါဝင်သွားခဲ့ရပါတယ်။နေဝင်းခေတ်ပထမအကြိမ်အာဏာသိမ်းသည့်မြန်မာစစ်တပ်သည်စတင်အာဏာသိမ်းစဉ်ကလူထု၏ဆန့်ကျင်မှုလည်းခံရခြင်းမရှိပါဘူး။နိုင်ငံတကာ၏စီးပွားရေးပိတ်ဆို့မှုလည်းမခံရသည့်အပြင်ဂျပန်ကစစ်ရော်ကြီးအပါအဝင်နိုင်ငံတကာချေးငွေများကိုလည်းရရှိခဲ့ပါတယ်။ထို့ပြင်ကွန်မြူနစ်တို့၏အန်ဒီယေကိုလက်ညှိုးထိုး၍တစ်ဖက်လက်နှင့်စစ်ရေးအကူအညီရရှိခဲ့ပါတယ်။သို့တော်လည်းမြန်မာစစ်တပ်ဟာမြန်မာပြည်ကိုဖွံ့ဖြိုးတိုးတက်သောနိုင်ငံတစ်ခုအဖြစ်တည်ဆောက်နိုင်စွမ်းမရှိခဲ့ပါဘူး။နိုင်ငံရေးအရာစန့်ကျင်ဖက်အဖွဲ့အစည်းများနဲ့ငြိမ်းချမ်းရေးကိစ္စများကိုလည်းတည်ဆောက်နိုင်စွမ်းမရှိခဲ့ပါဘူး။သို့တော်လည်းမြန်မာစစ်တပ်ကစစ်ဗိုလ်ချုပ်များဟာတိုင်းပြည်ကိုသူတို့စိတ်ကြိုက်ဥပဒေများပြဋ္ဌာန်း၍26နှစ်တာအုပ်ချုပ်ခဲ့တော်လဲတိုင်းပြည်မွဲပြကြပြီးမအောင်မြင်ခဲ့သည့်နဲ့ပတ်သက်ပြီးတာဝန်ယူမှုနဲ့တာဝန်ခံမှုများမရှိခဲ့ကြပါသူတို့လက်ညှိုးထိုးဒီမှာနိုင်ငံရေးအရာဆိုရင်တောင်းကျမ်းသူများစီးပွားရေးအရာဆိုရင်အမျက်ကြီးစားများမောင်ခိုသမားများတန်းစီတိုးစားသူများကြောင့်ဖြစ်တယ်လို့လက်ညှိုးထိုးအပြစ်တင်ကြပါလေ၎င်းတို့၏နိုင်ငံရေးနှင့်အုပ်ချုပ်ရေးညှက်ပြင်းမှုကိုဝန်ခံခဲ့ခြင်းမရှိပါဘူးစစ်ဗိုလ်ချုပ်များဟာနားမလည်ပဲချမှတ်ခဲ့သောမဆလာလမ်းစဉ်နှင့်ပြည်သူပိုင်သိမ်းမှုဗိုလ်ချုပ်ကင်တီစီးပွားရေးစနစ်တို့နှင့်ပတ်သက်ပြီးသူတို့၏အမှားများသူတို့၏အရေးချင်းညှက်ပြင်းမှုများကိုဝန်ခံခြင်းမရှိကြပေတာဝန်ယူမှုနှင့်တာဝန်ခံမှုလည်းမရှိပေ
စစ်ဗိုလ်ချုပ်များဖျက်ဆီးခဲ့သောအရာများ1962ခုနှစ်မှ1988ခုနှစ်အထိ26နှစ်တာကာလအတွင်းမြန်မာစစ်ဗိုလ်ချုပ်များဖျက်ဆီးခဲ့သော institution များနှင့်စနစ်များဟာတော်တော်များပြားခဲ့ပါတယ်ပထမအချက်မှာပါလီမန်ဒီမိုကရေစီစနစ်ဖြစ်ပါတယ်ပါလီမန်ဒီမိုကရေစီစနစ်ကိုဖျက်သိမ်းပြီးတပါတီအာဏာရှင်စနစ်စစ်အာဏာရှင်စနစ်နဲ့အစားထိုးခဲ့ကြပါတယ်နိုင်ငံရေးပါတီများအသင်းအဖွဲ့များလွတ်လပ်စွာဖွဲ့စည်းခွင့်များဖျက်သိမ်းခဲ့ကြပါတယ်လွတ်လပ်စွာပြောဆိုရေးသားထုတ်ဝေခွင့်များကိုလည်းဖျက်သိမ်းခဲ့ကြပါတယ်ထို့ပြင်တပိတ်မောက်ဆန္ဒပြခွင့်များကိုလည်းပိတ်ပင်ဖျက်ဆီးခဲ့ကြပါတယ်1948ခုနှစ်လွတ်လပ်ရေးရပြီးနောက်ပိုင်းဖဆပလအစိုးရခေတ်ကာလနဲ့ဗြိတိရှနယ်ချဲအစိုးရအုပ်စိုးစဉ်ကာလကရရှိခဲ့သည့်နိုင်ငံသားအခွင့်အရေးများသည်မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ဆုံးရှုံးသွားခဲ့ရပါတယ်ထို့သို့အခွင့်အရေးများဖျက်ဆီးရာတွင်မြန်မာစစ်တပ်သည်ရက်စက်ကြမ်းကြုတ်စွာပြုမှုခဲ့ကြပါတယ်နယ်ချဲစံချေရေးကာလတစ်လျှောက်ရှေ့တန်းကပါဝင်ခဲ့သောကျောင်းသားသမဂ္ဂအဆောက်အုံကိုပင်မိုင်းခွဲဖျက်ဆီးခဲ့ကြပါတယ်အင်္ဂလိပ်နယ်ချဲသမားများပင်မလုပ်ခဲ့သောလုပ်ရများကိုမြန်မာစစ်တပ်မှစစ်ဗိုလ်ချုပ်များဟာပြုလုပ်ခဲ့ကြပါတယ်ဒုတိယအချက်မှာမြန်မာပြည်အုပ်ချုပ်ရေးတရားစီရင်ရေး institution များကိုဖျက်ဆီးခဲ့ကြခြင်းဖြစ်ပါတယ်အင်္ဂလိပ်ကိုလိုနီခေတ်ကာလကတည်းကရှိသောခိုင်မာသည့်အုပ်ချုပ်ရေးတရားစီရင်ရေးစနစ်များကိုဖျက်သိမ်းပြီးပြည်သူ့ကောင်စီပြည်သူ့တရားသူကြီးစသည့်စံတက်အသုံးပြုသည့်စနစ်များနဲ့အစားထိုးခဲ့ကြပါတယ်တတိယအချက်မှာပညာရေးစနစ်အားမူလတန်းမှတက္ကသိုလ်အထိစနစ်သစ်ပညာရေးဆိုတဲ့စံတက်ပညာရေးနဲ့အစားထိုးခဲ့ခြင်းဖြစ်ပြီးပြဋ္ဌာန်းစာအုပ်များတင်ကြားရေးစနစ်များစာမိုးဝဲစနစ်များအားစစ်ဗိုလ်ချုပ်များကစိတ်ကူးတဲ့ရပြောင်းလဲစံတက်ခဲ့ကမြန်မာစစ်တပ်အာဏာသိမ်းပြီး26နှစ်အကြာတွင်မြန်မာပညာရေးအဆင့်အတန်းဟာတိတိတတ်တာနှိမ့်ကျသွားခဲ့ရပါတယ်အရှိတောင်အာရှတွင်ထိပ်တန်းနေရာတွင်ရှိခဲ့သောရန်ကုန်တက္ကသိုလ်ဟာလည်းနောက်ဆုံးတန်းသို့ရောက်ရှိသွားခဲ့ရပါတယ်စတုဒ္ဓအချက်မှာစီးပွားရေးစနစ်ဖြစ်ပါတယ်မြန်မာစစ်ဗိုလ်ချုပ်များသည်ဈေးကွက်စီးပွားရေးလွတ်လပ်သောစီးပွားရေးစနစ်ကို၎င်းတို့တေချာရည်ရွယ်စွာမသိတဲ့ဘူကချုပ်ကင်သည့်ဆိုရှယ်လစ်စီးပွားရေးစီမံကိန်းဆိုသည်နှင့်အစားထိုးခဲ့ကြပါတယ်ရလဒ်အနေနဲ့အဆအရာရာဟာရှားပါးသွားခဲ့ရပါတယ်ကိုလိုနီခေတ်ကာလတစ်လျှောက်လုံးနဲ့လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလတစ်လျှောက်လုံးနိုင်ငံတကာသို့စံတင်ပို့နေရသောမြန်မာပြည်တွင်စံချပါပြီးထမင်းငတ်သည့်အခြေအနေသို့ဆက်ရောက်သွားခဲ့ရပါတယ်အဆအရာရာဟာရှားပါပြီးမောင်ခိုခေတ်သို့ပြန်လည်ရောက်ရှိသွားပါတယ်ပြည်သူ့ပစ္စည်းကော်ပိုရေးရှင်းပပကပြည်သူ့ဆိုင်များတွင်တန်းစီတိုးခဲ့ကြရပါတယ်မြန်မာပြည်ထွက်စံတို့ထန်းလျက်တို့ဒီပင်တနေမတနေတို့တဲလင်းမောင်ခိုပစ္စည်းအဖြစ်အဖမ်းခံခဲ့ကြရပါတယ်ထန်းလျက်မျိုးချံကျန်တာနိုင်ငံခြားပို့ဆိုသည့်မြန်မာစစ်ဗိုလ်ချုပ်များ၏လက်ချက်နှင့်တိုင်းပြည်လည်းစီးပွားပြတ်ခဲ့ရပါတယ်ဤသို့စီးပွားရေးကျက်တဲ့မှုပြဿနာကိုမောင်ခိုသမားများအမျက်ကြီးစားများတန်းစီဒိုးစားသမားများကြောင့်လို့အပြစ်ဖို့ခဲ့ကြပါတယ်စီးပွားရေးအကျက်တဲ့ပြဿနာကိုဖြေရှင်းရန်ကိုထုတ်တန်းသောငွေစက်ကူများကို26နှစ်အတွင်းတရားမဝင်ငွေစက်ကူအဖြစ်3ကြိမ်တိုင်းကြေညာခဲ့ကြပါတယ်မြန်မာလူထုတွေဟာမွဲပြီးမွဲဖြစ်ခဲ့ကြရပါတယ်ပြည်စမအချက်မှာအစိုးရဌာနအသီးသီးဟာလည်းပျက်စီးသွားခဲ့ခြင်းဖြစ်ပါတယ်စစ်တပ်ကအာဏာသိမ်းပြီးနောက်နိုင်ငံရေးရာထူးဖြစ်သောဝင်ကြီးရာထူးများယူရုံသာမကဌာနဆိုင်ရာများသို့အထူးအရာရှိဟုသောအမည်များဖြင့်စစ်ဗိုလ်များစတင်စေလွှတ်ခဲ့ပါတယ်။နောက်ပိုင်းတွင်လက်ထောက်ညွှန်ကြားရေးမှူးညွှန်ကြားရေးမှူးချုပ်မန်နေဂျာအထွေထွေမန်နေဂျာစသည့်အရက်ဖက်ဌာနဆိုင်ရာရာထူးများအားစစ်ဗိုလ်များကရယူခဲ့ကြပါတယ်။ဌာနဆိုင်ရာများတွင်လုပ်ငန်းမကျွမ်းကျင်သူများအောက်တက်မကြည်သူများပင်စတင်တွေ့လာခဲ့ရပါတယ်။တိုးတော်လဲ1982ခုနှစ်ဝန်းကျင်အထိအရာရှိလစာမှာရွှေတကြက်သားခန့်ရှိသဖြင့်မဆလာခေတ်အစောပိုင်းတွင်ဝန်ထမ်းကာလလက်ပေးလက်ယူများဟာနေပါသွားခဲ့ရပါသေးတယ်။သို့သောမဆလာဇက်သိမ်းပိုင်းရောက်ခါနေတွင်အကျင့်ပြတ်လက်စားမှုများဝန်ထမ်းလောကတွင်စတင်ဖြစ်ပွားလာခဲ့ပြီဖြစ်ပါတယ်။ဤသို့1962ခုနှစ်မှ1988ခုနှစ်အထိမြန်မာနိုင်ငံရေးစီးပွားရေးပညာရေးစသည့်ဗတ်ပေါင်းစုံအကျက်တဲစိုက်ခြင်းသည်မြန်မာစစ်ဗိုလ်များညှပ်ဖင်မှုကြောင့်ဖြစ်ပွားခဲ့ရခြင်းဖြစ်ပါတယ်။အရေးချင်းမရှိမှုစစ်အာဏာရှင်စနစ်ကျင့်သုံးမှုမူဝါဒအမှားများကြောင့်ဖြစ်ပါတယ်။အချုပ်အားဖြင့်ဆိုရရင်မြန်မာစစ်တပ်အာဏာသိမ်းမှုပြီးခဲ့သည့်နှစ်ကြိမ်စလုံးတွင်စစ်ဗိုလ်များထင်ရှားဆိုင်ခဲ့ပြီး1962ခုနှစ်ပထမအကြိမ်အာဏာသိမ်းရာတွင်တိုင်းပြည်မွဲပြကြခဲ့ရပါတယ်။1988ခုနှစ်ဒုတိယအကြိမ်အာဏာသိမ်းရာတွင်အာဏာကိုအလဲသုံး၍စစ်ဗိုလ်များကိုကြိုးရှာခဲ့ကြပါတယ်။အစိုးရဌာနအားလုံးအစိုးရရန်ရာအားလုံးဒီလည်းအကျင့်ပြတ်ချစားမှုလက်ပေးလက်ယူမှုများပြောင်းအတိပြုတ်လုပ်ပြီးပျက်စီးသွားခဲ့ရပါတယ်။ထို့ပြင်အာဏာသိမ်းစစ်ဗိုလ်များလီ15ကျပ်25ကျပ်35ကျပ်85ကျပ်နှင့်90ကျပ်စသည့်မြည်သည့်တိုင်းပြည်တွင်မှမရှိသည့်စေလီစိတ်မဟုတ်သောငွေစက်ကူများပင်ထုတ်လုပ်ခဲ့ကြပါတယ်။အရေရောအဖက်ပါမရသည့်ကျက်စုပင်များကိုလည်းတနိုင်ငံလုံးအတိုင်းအတာဖြင့်
စိုက်ပျိုးခဲ့ကြပါတယ်အရင်တိုင်းမှုတယောက်ကတစ်ပင်စိုက်ရင်နောက်တက်လာတဲ့တိုင်းမှုများကတစ်ပင်ခုတ်ကြတယ်အရင်တိုင်းမှုကလမ်းလေကျွန်းတွင်ဓာတ်တိုင်စိုက်ပါကနောက်တိုင်းမှုကနှုတ်ရိပ်လမ်းဘေးတွင်ပြန်ဆက်ခိုင်းသည်တိုင်းပြည်အတွက်ရောလူထုသက်ရောအကျိုးမရှိသည့်လုပ်ရများကိုအာဏာသိမ်းစစ်ဗိုလ်များကစစ်ယူပေါက်ရာလုပ်တတ်ကြပါတယ်စစ်ဗိုလ်ချုပ်များ၏စစ်ယူပေါက်ရာပြောဆိုလုပ်ကိုင်မှုများအားဥပဒေညစ်အညီလို့ဆိုနေကြပါတယ်စစ်ဗိုလ်ချုပ်များသည်သူတို့လှုပ်ရှင်တာမှန်သမျှအတွက်ဥပဒေ၏အထက်တွင်ရှိနေကြပြီးတည်ဆဲဥပဒေဆိုဒီမှာလည်းပြည်သူလူထုအားအကြီးယူရန်ပင်ဖြစ်ပါတယ်တို့ဖြစ်ရာမြန်မာစစ်တပ်အာဏာသိမ်းခြင်းကိုမြန်မာပြည်သူများညှဉ်းခံနေပါကမတုံ့ပြန်ပါကတိုင်းပြည်မျိုးတို့အခြေအနေမျိုးကြုံရမည်ဆိုဒီကို1962ခုနှစ်နဲ့1988ခုနှစ်အာဏာသိမ်းမှုများကတက်တည်ပြခဲ့ပြီးဖြစ်ပါတယ်2021ခုနှစ်အာဏာသိမ်းခြင်းသည်ဥပဒေထက်တွင်သူတို့ရှိနေသည်ကိုပြသရာရောက်တဲ့ကဲ့သို့စစ်ဗိုလ်ချုပ်များ၏ကိုကျိုးစည်းဝါးရှာရန်အာဏာသိမ်းသည်ကိုရှင်းလင်းစွာမြင်တွေ့ကြရပါတယ်ဤသို့သောအခြေအနေအောက်တွင်စစ်တပ်ကအာဏာသိမ်းသည်ကိုညှဉ်းခံပါကဘာမှမဖြစ်ဘဲအေးအေးဆေးဆေးပြီးသွားမယ်တိုင်းပြည်တိုးတက်သည့်ဆိုဒီမှာစစ်တပ်နှင့်စစ်တပ်လော်ဘီများကပြောင်းလဲနေခြင်းတဟိုးကလူပြန်ဟစ်နေခြင်းဖြစ်ပါတယ်စစ်တပ်အာဏာသိမ်းသည်ကိုညှဉ်းခံပါကတိုင်းပြည်ဖွံ့ဖြိုးသည့်ထက်တိုင်းပြည်မွဲပြကြဖို့တာရှိပါတယ်ပြောပြရင်လည်းခေမမလွန်ရာကြပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ